ပဲကွာမင်းနဲ့အမှတ်မတင်ဆုံးတွေ့လားချိုတော်တယ်မင်းရဲ့ပြောလေးရဲ့ရင်သားတယ်မင်းရဲ့စကားသံရဲ့ဆွဲလန်းတယ်ဖို့ဖို့မှာတော့အိတ်လို့ပြောပါဒီညကလေးမင်းအကြောင်းတွေးရင်ဒီနဲ့လားအချစ်ဝေဒနာဘာကြောင့်လဲကွာမင်းနဲ့တွေ့မှရင်ခုန်လာဒီမှာဆန်းဆန်းလေးနူရင်ကြည်လာတဲ့ဘက်ခွဲကြလေးနဲ့လာပိုင်ရှင်ရဲ့ရင်သူကငေးအိန္ဒြေရှင်လေးရဲ့သူကောင်းတမ်းမလဲဝင်ပန်းဖြစ်ခြင်းနဲ့ညရမစင်သာဝရကွယ်သူပါတမ်းမလဲဝဲကြဖြစ်ခြင်းနဲ့ပြူရရနဲ့ချင်နာမမခွဲမောင်နှလုံးသားမလဲလာမင်းလေးလိုပဲဝင်ပါလို့သာစေချင်လိုက်တာတသက်လုံးမခွဲပါပဲကိုစုတောင်းလုံးနေမယ်ဆွဲဆွဲလာလာကိုချင်နာမယ်အမြဲဘဝတစ်ခုမှာအချိန်ချင်းမှာတော့လူတန်းစားမရွေးချစ်ကိုလေးချစ်ကြမှာပါဒီလိုပဲကွာမင်းနဲ့အမှတ်မထင်ဆုံးတွေ့လားချိုတော်တယ်မင်းရဲ့ပြောကလေးရဲ့ရင်သားတယ်မင်းရဲ့စကားသံရဲ့ဆွဲလန်းတယ်ကိုအဖို့မှာတော့အိမ်လို့မပြောပါဒီညကလေးမင်းအကြောင်းတွေးရင်ဒီနဲ့လားအချစ်ဝေဒနာဘာတော့လဲကွာ